ဖြာပါဒဆိုတာဘာကိုခေါ်တာတော့ဆိုရင်အကြမ်းမြင်အဖြစ်ဒေါသကိုခေါ်တာဒေါသကိုဘာဖြစ်လို့ဖြာပါဒလို့ခေါ်ရတယ်လဲဆိုလို့ရှိရင်ဖြာပါဒဆိုတဲ့စကားလုံးကဝိအပါဒဝိဆိုတာစိတ်ရဲ့အခြေအနေတစ်ခုရုပ်ပြက်ဆင်းပြက်ဖြစ်စေတယ်ဥပမာဒေါသထွက်လိုက်လို့ရှိရင်စိတ်အခြေအနေကပျက်စီးသွားတယ်စိတ်ပျက်စီးလို့ရုပ်လည်းပျက်စီးတယ်လေစိတ်ဆိုးနေတဲ့လူရဲ့မျက်နှာကြည့်ပေါ့နော်စိတ်ဆိုးနေပြီဆိုရင်လှတဲ့လူကလည်းမလှဖြစ်သွားတယ်စိတ်ဆိုးလာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ရုပ်ဟာပျက်စီးသွားတာပဲအဲ့တော့စိတ်ကိုလည်းပျက်စီးစေတယ်ရုပ်ကိုလည်းပျက်စီးစေတယ်ဒေါသဆိုတာအဲ့တော့ဒါရင်လားဆိုပဲဟုတ်လေစိတ်ရုပ်ပျက်စီးတယ်ဆိုရင်အပြောဆိုတာလည်းပျက်စီးသွားတယ်ချိုးချိုးသားသားပြောမှသူမပြောတော့ဘူးရှင်ကျေးတဲ့စကားလုံးနဲ့မပြောဘူးရိုင်းဆိုင်သွားတယ်အမူအရာလည်းရိုင်းဆိုင်သွားတယ်ပြောဆိုလည်းရိုင်းဆိုင်သွားတယ်ဒါပျက်စီးမှုပဲလေစိတ်ကောင်းနှလုံးကောင်းဒေါသမဖြစ်ခင်အခြေအနေတုန်းကယဉ်ကျေးတယ်လေအဲ့ဒီယဉ်ကျေးမှုတွေပြတ်သွားတာဒါဖြာပါဒလို့ခေါ်တယ်ဖြာပါဒရုပ်ပြက်ဆင်းပြက်မှုကိုဖြစ်စေတယ်စိတ်ရဲ့ရုပ်ပြက်ဆင်းပြက်မှုကိုဖြစ်စေတယ်သို့မဟုတ်ရုပ်ရဲ့ရုပ်ပြက်ဆင်းပြက်မှုကိုဖြစ်စေတယ်စိတ်ကလည်းပဲအချီတန်သွားတယ်ရုပ်ကလည်းအချီတန်သွားတယ်ဘယ်သူကြောင့်ဖြာပါဒဒေါသကြောင့်ပဲဖြစ်တယ်ပေါ့ဒါဆိုလို့တာနော်အဲ့တော့ဖြာပါဒဆိုတဲ့စကားလုံးလေးကိုဖြာပါရနဲ့တော့꿰ပါစေနော်ကြောင်းကြဖြာပါရဆိုတာရှိသေးတယ်ရခောက်နဲ့နောက်ကဖြာပါရအဲ့ဒါကြောင်းကြဖြာပါရများတယ်ဆိုတာတစ်ခုဒါကဓာတွေနဲ့ဖြာပါဒဖြာပါဒဝိအပါဒဒီစကားလုံးကစိတ်နဲ့ရုပ်ကိုပုံပြက်ပန်းပြက်ဖြစ်စေတတ်တဲ့တရားကိုကောက်တဲ့ကဒေါသပါပဲဒေါသဟာစိတ်နဲ့ရုပ်ပုံပြက်ပန်းပြက်ဖြစ်စေတယ်လို့ဆိုလို့အဲ့တော့လောဘရဲ့ဒေါသရဲ့အဲ့တော့ဒီဒေါသကသူဖြစ်နေလားဆိုမဟုတ်သူကအကြောင်းရှိတယ်ဘာကြောင့်ဖြစ်တော့ဒေါသဖြစ်ခြင်းအကြောင်း၉မျိုးရှိတယ်အဓိကတော့အနိဋ္ဌာယုံပေါ့ကိုမကြိုက်တဲ့ဟာတစ်ခုနဲ့တွေ့ရင်ဒေါသဖြစ်တယ်အနိဋ္ဌာယုံဆိုကိုမလိုချင်တဲ့အာယုံတစ်ခုကိုယ်စိတ်နဲ့ဆုံသွားလို့ရှိရင်လူဟာစိတ်ထဲမှာစိတ်တင်းသွားတယ်ပေါ့ဒေါသဖြစ်လာတယ်နောက်ဒေါသဖြစ်ခြင်းရဲ့အကြောင်းကိုနဝဝိတအာဂတဝတ္ထုဆိုပြီးတော့သုံးတယ်ဖြာပါဒဖြစ်ဖို့ရအတွက်အကြောင်း၉မျိုးရှိတယ်အဲ့ဒီအကြောင်း၉မျိုးကလွယ်လွယ်လေးပါမှတ်လို့ရတော့နော်ကိုကနန်းဆိုပေမဲ့အများကြီးမှတ်เสียမလို့တာအဲ့တော့သူကဘာလို့ဆိုလို့ရှိရင်လူတယောက်ကစဉ်းစားတယ်အတိတ်ကပစ္စုပန်နဲ့စဉ်းစားတယ်ကိုနဲ့မတည့်တဲ့လူတယောက်ဟာကိုယ့်ရဲ့အကျိုးမဲ့ကိုလုပ်တယ်အဲ့လူတယောက်ဒီကိုယ့်ရဲ့အကျိုးမဲ့လုပ်ရင်လည်းဒေါသဖြစ်တယ်နော်အကျိုးမဲ့ဆိုတာကိုယ်ပျက်စီးရပျက်စီးကြောင်းဟိုသဘောလွေလင်ပြောတယ်တိတ်ခါချတယ်အမျိုးဆုံးပေါ့လေနော်ကိုယ့်အပြစ်တွေသူများပြောတယ်ဆိုတာတော့ကိုမကြိုက်တာကိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ဟိုတဲ့မို့မနစ်တဲ့ဟာတွေကိုလှုပ်လို့ရှိရင်လည်းသူဒေါသဖြစ်တယ်နောက်တစ်ခုကတော့ကိုနဲ့ခင်မင်နဲ့မိတ်ဆွေရဲ့အပြစ်နာစာတွေပြောရင်လည်းဒေါသဖြစ်တယ်အကျိုးပြည့်စီအောင်ပြောရင်လည်းဒေါသဖြစ်တယ်နောက်တစ်ခါကိုနဲ့မတည့်တဲ့လူဆိုတာရှိသေးတယ်လူတိုင်းမှာမတည့်တဲ့လူရှိတယ်အဲ့ဒီကိုနဲ့မတည့်တဲ့လူရဲ့ကောင်းကျိုးကိုပေးပြန်တဲ့ကောင်းကျိုးကိုပြောတဲ့အခါကျလဲဒေါသဖြစ်ပြန်တယ်နော်ကိုရန်သူကိုပြောရင်လည်းကိုမကြိုက်ဘူးကိုရန်သူရဲ့အကျိုးစီးပွားအလုံးရင်လည်းမကြိုက်ဘူးအဲ့တော့ဆိုလိုတာကကိုရဲ့အကျိုးပြပြောင်းလုပ်တာရဲ့ကိုမိတ်ဆွေရဲ့အကျိုးပြပြောင်းလုပ်တာရဲ့ကိုနဲ့မတည့်သူရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းအောင်လုပ်တာရဲ့အဲ့ဒီသုံးခုကိုမူတည်လိုက်သုံးခုနော်အဲ့သုံးခုမူတည်လိုက်လို့ရှင်သူကဟိုမဲ့ကိုရဲ့အကျိုးစီးပွားပြပြောင်းအောင်လုပ်တာကတစ်ခုကိုမိတ်ဆွေရဲ့အကျိုးစီးပွားပြပြောင်းအောင်လုပ်တာကတစ်ခုနောက်တစ်ခါကိုရန်သူရဲ့အကျိုးစီးပွားကောင်းအောင်လုပ်တာကတစ်ခု
အဲ့သုံးခုအဲ့ဒီသုံးခုကိုကာလသုံးပါးနဲ့မြောက်တာသုံးလိဆိုကိုပေါ့နော်ကာလသုံးပါးနဲ့မြောက်လိုက်တာအတိတ်အနာဂတ်ပစ္စုပန်အဲ့တော့ဆိုလိုတာဘာလို့ဆိုရင်ငါရဲ့အကျိုးပြပြအောင်အရင်တော့ကလည်းလုပ်တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲသုံးခုငါမိတ်ဆွေရဲ့အကျိုးပြည့်စည်အောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲသုံးခု6ခုဖြစ်သွားရနောက်ဆုံးတစ်ခုကျတော့ငါနဲ့မတည့်တဲ့လူရဲ့အကျိုးစီးပွားကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲ9ခုဖြစ်သွားအဲ့ဒါကိုအာဂတဝတ္ထု9ပါးလို့ခေါ်တယ်လူတွေဟာအခဲမကြေနိုင်တာအဲ့ဒါတွေပဲအဲ့ဒါတွေတွေးလိုက်ရင်အခဲမကြေဘူးဒေါသတွေကဖြစ်လာတယ်အဲ့ဒါကိုပြပါဒလို့ခေါ်တယ်အဲ့ဒေါသဖြစ်တာကိုပြပါဒလို့ခေါ်တယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲ